ဒါကဖျားပေါ်တဲ့နေရာကရေတွေကိုယောဂပျောက်တယ်ဆိုပြီးဝေပေးနေကြတာပါလာယူတဲ့လူတွေကလည်းပဲယုံယုံကြည်ကြည်နဲ့လာယူကြပါတယ်နော်တခါတော့ကဦးစင်းဟာမင်းဘူးမြို့နယ်ကငကဘတ်တောင်ကိုရောက်ပါတယ်အဲ့ဒီလိုငကဘတ်တောင်ကိုရောက်တဲ့အခါမှာဦးစင်းနဲ့အတူပါလာတဲ့တခါကြီးတယောက်ကငကဘတ်အိမ်ထဲကရွှွန့်တွေကိုအိတ်ထဲခူးပြီးထည့်နေပါတယ်ဘာလို့ဖို့ထည့်တာလဲလို့မေးတဲ့အခါမှာရွာပြန်ရောက်တဲ့အခါမှာဘိုက်အောင်တဲ့ကလေးတွေကိုဘိုက်အောင်ယောဂပျောက်အောင်လို့ရေဖြော်ပြီးတိုက်ဖို့အတွက်ထည့်နေတာပါလို့ဖြေပါတယ်ဒီအခါမှာဦးစင်းကဒီရွှွန့်တွေကိုရေဖြော်တိုက်လိုက်မယ်ဆိုရင်ဘိုက်အောင်တဲ့ယောဂပျောက်မပျောက်တော့မသိဘူးအသက်ပျောက်မှာတော့သိကြတယ်လို့ပြောလိုက်ပါတယ်ဦးစင်းတို့လူသားတွေဟာစဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်ပညာရှိပါလျက်နဲ့မစဉ်းစားမတွေးခေါ်ပဲသူများပြောတိုင်းလိုက်လုပ်နေတာဟာလူဖြစ်ရှုံးပါတယ်နော်ဦးစင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကအထူးအဆန်းနောက်ကိုလိုက်ဖို့ဟောခဲ့တာမဟုတ်ပါဘူးအဆုံးအမနောက်ကိုလိုက်ပြီးကြင်ကြံဖို့ဟောခဲ့တာပါဘုရားရှင်ကိုတကယ်ကြည်ညိုတယ်ဆိုရင်ဘုရားရှင်ရဲ့အဆုံးအမနောက်ကိုလိုက်ပြီးအဆုံးအမတိုင်းကြင်ကြံနေထိုင်ရမှာဖြစ်ပါတယ်ဘုရားရှင်ရဲ့အဆုံးအမနောက်ကိုမလိုက်ပဲအထူးအဆန်းနောက်ကိုလိုက်ပြီးတော့အမားတွေကိုလိုက်လို့မယ်ဆိုရင်စိုးကျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်အထူးအဆန်းနောက်လိုက်ပြီးတော့ထင်ရတွေမလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်နော်AR တိုင်းဒေသကြီးမြောင်းမြမျိုးကျွန်းတိတ်ကြီးရွာမှာလွန်ခဲ့တဲ့ရက်အနည်းငယ်ကနှစ်ပေါင်း625နှစ်ရှိပြီဖြစ်တဲ့ကုန်းမောင်ခေတုံးကဖျားတစုကိုဖျားစင်းတို့တော်တစုပေါ့နော်အဲ့ဒီဖျားတစုကိုလဲလုံရင်းနဲ့တူးဖော်ရရှိခဲ့ဒါလောက်တာလေဟဲ့လားပင်ပါသေးတယ်ဒါတွေရောတို့ဘာလောက်တာရောဘာလောက်ကြရောလားဘာလောက်တာအဲ့ဒါပူးနေပြီလို့ပြောလို့ရှိရင်လေပါကြီးချပေးလိုက်ပူးကျင်သေးလားပါကြီးချပူးကျင်သေးလားချပါးကြီးချပူးသားဟာဖြောင်းချဂျပန်ရိုက်ပြီးရိုက်ပေးပူးပြီလားဂျပန်ရိုက်ပြီးရိုက်ပူးသားချပြောင်းဂျပန်ရိုက်ပြီးရိုက်ပူးကျင်သေးလားပူးရေနဲ့ပတ်ရေမောသေးအောင်ပတ်ရေနဲ့ပတ်ချ你别笑，最后赚一个演员吗？